မင်္ဂလာပါကျွန်တော်ဒီတကြံပိတ်ရက်လေးမှာပေါ့နော်စာရီလိုက်ရှာဖတ်ရင်းနဲ့အရင်တော့ကကျွန်တော် supervisor scale မှာတင်တော့ကတင်နန်းသားတွေမိထားတဲ့မိကုန်းတွေကိုပြန်ပြီးတွေ့တာပေါ့နော်အဲ့ဒီတင်နန်းပြီးသွားတော့ကျွန်တော်ပြန်ဖြည့်ပေးမယ်ဆိုပြီးတော့အချိန်မရရတယ်မဖြည့်ပေးခဲ့ရပါပေါ့နော်လာရီတော့တော်တော်ကြာသွားပြီဒါအခုကျွန်တော်ပိတ်ရက်ကြမှာကျွန်တော်တချို့စာရီပြန်ကြည့်ရင်းနဲ့ပေါ့နော်မိကုန်းလေးတွေပြန်တွေ့ပြီးတော့ဒါလေးကိုကျွန်တော်ဗီဒီယိုလေးလုပ်မယ်ဆိုပြီးအခုကျွန်တော်လုပ်ပြီးထားတာပေါ့နော်ဒီမှာကျွန်တော်မိကုန်းလေးတွေကျွန်တော်ဖတ်ပြမယ်ဟုတ်သူပထမဆုံးမိကုန်းကတော့ဒီမှာ2ပိုင်းရှိတယ်ဗျဒီတယောက်မိထားတာပထမဆုံးမိကုန်းကသူမိထားတာဆရာတဲ့တချို့ကလေတဲ့တငယ်ချင်းတွေပေါ့နော်ဒါလေးကတော့ဒီလိုလေးလုပ်ရင်အဆင်ပြေမယ်လို့ထင်တယ်ကွာဒီလိုလေးလုပ်ကြရအောင်ဆိုရင်အဆင်ပြေတယ်တချို့ကလည်းအချင်းချင်းကြံပြီးတော့လက်မခံချင်ဘူးတဲ့ကိုယ်တိုင်ကလည်းနီးလက်မှန်မနေပြန်ဘူးတဲ့စူပါဗိုက်ဇာကလာပြောမှပဲလက်ခံတဲ့လူမျိုးတွေရှိနေတဲ့အခါပြောမှာပေါ့ဆရာကြီးတဲ့ဒါသူ့မိကုန်းကတစ်ပိုင်းပေါ့နော်ဒီမိကုန်းမှာဆိုရင်တော့ तू ကသူ့ရဲ့ဆိုလို့ချင်းက तू ကတော့ရိုးရိုးဝန်ထမ်းပဲပေါ့နော်ကျွန်တော်တို့ warehouse အခေါ်မှာဆိုရင်တော့ operator ဒါမှမဟုတ်လဲကျွန်တော်မြန်မာအိမ်မှာခေါ်ရဲဆိုတော့ warehouse assistant ပေါ့နော် warehouse ကူပေါ့နော်ရိုးရိုးအောက်က level မှာရှိနေသေးတယ်management level မှာမရှိသေးဘူးပေါ့နော်ပြောမှဆိုရင်တော့ supervisor မလဲမဟုတ်တလို့ manager လည်းမဟုတ်ဘူးပေါ့နော်ဒီ position မှာ तू ကတော့ဒါနည်းနည်းတငယ်ချင်းတွေပေါ့နော် तू ကအလုပ်နဲ့ပတ်သက်ပြီးတော့ဒါ suggest ပေးတာတွေရှိမယ်ဒါညွှန်ပြတာတွေရှိမယ်ဒီလိုမျိုးလေးတွေမှားနေတာလေးတွေပြင်ဆင်ခြင်းတဲ့သဘောနဲ့ပြောတာရှိပေါ့နော်ဒီမှာဒီတယောက်ကအဲ့ကျန်တဲ့သူတွေကပေါ့နော်တိတ်လက်မခံဘူးပေါ့နော်ဒီအပိုင်းမှာတော့2မျိုးရှိရပေါ့နော်ဒီမေကုန်းလည်းကျွန်တော်ဖြည့်ပေးမယ်ပေါ့နော်နောက်မေကုန်းလေးဆက်ပြီးဖတ်ပေးမယ်ဒီမေကုန်း2ခုလုံးတော့ကျွန်တော်ဖြည့်ပေးပါမယ်ဒုတိယမေကုန်းကတော့အမြဲတမ်းညွှန်ကြားမှုတိုင်းကိုမေကုန်းထုတ်နေပြီတဲ့အလုပ်ကိုနှောင့်နှေးအောင်လီဒါကိုခတ်တွေ့အောင်ကန့်လက်တိုက်တတ်တဲ့သူတွေကိုဘယ်လိုတက်မှတ်ပေးသလဲဒီလိုပဲသူပြောမယ်ဆိုရင်တော့ဒီမှာဆိုရင်သူမေးထားတာပေါ့တချို့သူတို့ဘော်ဒါတွေအပေါင်းအသင်းတွေလုပ်ဖို့ခိုင်းဘက်တွေပေါ့နော်အဲ့မှာခေါင်းဆောင်ပေါ့နော်စူပါဗိုက်ဇာဖြစ်စေမန်နေဂျာဖြစ်စေသူတို့ပြောသမျှကိုမိကုန်းတွေထုတ်တယ်ဒီလိုကန့်လက်တိုက်တယ်ပေါ့နော်ဒီလိုမိုးတွေဝန်ထမ်းတွေရှိအဲ့လိုဆိုရင်ရောဘယ်လိုမျိုးလုပ်ပေးသင့်တယ်လဲပေါ့နော်အဲ့တော့ဒီ2ခုလုံးတော့ခြုံငုံပြီးတော့ကျွန်တော်ဒီခေါင်းစဉ်လေးကျွန်တော်ပေးထားတာရှိတယ်ဒီကောင်ကတော့ခေါင်းစဉ်နာမည်ကတော့ကျွန်တော် insubordination ပေါ့နော်ဒါပေမဲ့ခုနပထမမိကုန်းကိုကျွန်တော်အရင်ဖြည့်ပေးမယ်ပေါ့နော်ပထမမိကုန်းကတော့သူကတော့သူတငယ်ချင်းတွေကိုညွှန်ပြတာလမ်းညွှန်ပေးတာမှားနေတာတွေပေါ့နော်လမ်းညွှန်ပေးတာမှာလက်မခံတာပေါ့နော်ဒီနေရာမှာပါရှိလဲဆိုတော့သူကသူတို့နဲ့ level 2မှာဖြစ်နေတာပေါ့နော်ကျွန်တော်ဂျာကြီးပေါက်စာတွေမှာရေးခဲ့တယ်လို့ပဲကျွန်တော်ရဲ့စာအုပ်ကလေးပေါ့နော်ဂျာကြီးပေါက်စာဆိုတဲ့စာအုပ်လေးမှာရေးခဲ့တယ်လို့ပဲကိုရီးယားposition တစ်ခုမရောက်သေးဘူးပေါ့နော် position တစ်ခုကိုဒါမှမဟုတ်လေရောက်တဲ့အချိန်အသစ်ဖြစ်နေတဲ့အချိန်ပေါ့နော်ဂျာကြီးအသစ်ဖြစ်နေတဲ့အချိန် supervisor အသစ်ဖြစ်နေတဲ့အချိန်အဲ့လိုတစ်မျိုးရောက်နေတာဆိုတော့မှဒီလိုမျိုးကျွန်တော်တို့တွေ့ရတာရှိပါတယ်ဒီခက်ခဲတွေ့ကြရရှိတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ပေါ့နော်ခေါင်းဆောင်မှု influence ရဲ့အောက်ကိုမရောက်သေးဘူးပေါ့နော်ကိုဟာဘာဆိုတာသူတို့မသိသေးဘူးပေါ့နော်အဲ့လိုသူတို့ပေါ်မှာကျွန်တော် influence မလုပ်နိုင်သေးတဲ့အချိန်ဆိုတော့ကိုယ်စကားကလည်းမပေါက်ဘူးပေါ့နော်ကိုပြောရလည်းနားမခံဘူးပေါ့နော်ဒီလိုမျိုးတွေရှိတတ်ပါတယ်ဒီမှာပြောသလိုပဲကျွန်တော် supervisor scale တွေမှာဆိုလည်းဒီအကြောင်းလေးတက်လေးသင်တယ်ပေါ့နော်ဒီမှာပြောသလိုပဲဒါ John C. Maxwell ရဲ့စကားပေါ့နော်ဘာလဲဆိုတော့ leadership is influence leadership ဆိုတာဒါဥဆောင်မှုဆိုတာခေါင်းဆောင်မှုဆိုတာဘာလဲ influence အများပေါ်မှာကျွန်တော်တို့ influence တက်ရောက်နိုင်မှုရှိတာပေါ့နော်ကိုပြောတာကိုပြောတဲ့စကားအောင်တာပေါ့နော်ပြောမယ်ဆိုရင်တော့ကိုခိုင်းတာလုပ်တာပေါ့နော်ခိုင်းတာလုပ်တယ်ဆိုတာကျွန်တော်တို့အလုပ်ဘိုင်းကိုပြောတာပါဟုတ်ဒီရမို့ပေါ့နော်ဒါလိုမျိုးဒီထက်မပိုဘူးပေါ့နော် leadership ဆို influence ပဲပေါ့နော် nothing more nothing less ပေါ့နော်ဟုတ်လားနော်အဲ့တော့ဒီနေရာမှာဆိုရင် तू ဟာleader တယောက်မဖြစ်သေးဘူးပေါ့ leader တယောက်ဖြစ်ဝန်ထမ်းတွေသူ့ရဲ့တငယ်ချင်းတွေကလည်းခံယူထားသေးဘူးပေါ့နော်ခေါင်းဆောင်တွေပြခံယူထားသေးသူ့ရဲ့ follower ဖြစ်တဲ့အတွက် तू ပြောတဲ့စကားတွေကမပေါက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီသူ့ရဲ့ leadership skill တွေကိုတိုးတက်အောင်လုပ်ပေးနိုင်မှပဲသူ့ကိုအားလုံးက leader အဖြစ်လက်ခံနိုင်မှပဲသူပြောတဲ့စကားတွေပေါက်မယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီပထမမေးခွန်းပေါ့နော်ဟုတ်အဲ့တော့အဲ့လို leadership ဖြစ်ဖို့ခေါင်းဆောင်တစ်ခုဖြစ်ဖို့ဆိုတာလေ true leadership cannot be appointed or assigned နော်ခေါင်းဆောင်မှုကိုတာဝန်ပေးပြီပေါ့နော်ကိုကposition ယာထူးရခေါင်းဆောင်မှုမဟုတ်ဘူးဆိုရင်လေကို border တွေထဲမှာခေါင်းဆောင်နိုင်မှုဖြစ်လာဖို့ဆိုရင်လေဒါကကျွန်တော်တို့ကလုပ်ယူလို့မရပါဘူး it must be earned ကျွန်တော်တို့ကရယူနိုင်ဖို့ကြိုးစားရပါမယ်เนาะအားလုံးကကိုလေးစားလာအောင်ကိုကသူတို့ပေါ်မှာ
ဒါစေတနာရည်နဲ့လုပ်ပြီးတယ်ဆိုတာမြင်လာအောင်ဒီလိုမျိုးနေနဲ့ကျွန်တော်တို့ကြိုးစားရပါမယ်အဲ့ကြမှာပဲသူတို့ကကိုယ့်ရဲ့ဥဆောင်မှုနောက်ကိုလိုက်မှာပေါ့နော်ဒါကကျွန်တော်တို့ position ဆိုတဲ့ကျွန်တော်တို့ဒါယာရုမရှိခဲ့လို့ရှိရင်ဥဆောင်တဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီအကြောင်းကတော့ပြောမှဆိုတော့အရှိကြီးပေါ့နော်ဒါသူ့ရဲ့မိကုန်းလေးကိုပဲကျွန်တော်ခြုံပြီးတော့ပြောလိုက်မှာပေါ့နော်ဟုတ်လားဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာကျွန်တော်ဒီမိကုန်းနှစ်ခုလုံးကိုကျွန်တော်ဖြည့်ပေးချင်တာဖြစ်လို့ပါနော်ဟုတ်အဲ့တော့ဒါကတော့ကျွန်တော်ပထမမိကုန်းတစ်ခုကျွန်တော်ဖြည့်ပေးသွားပြီposition ယာရုတစ်ခုရှိအောင်ရအောင်ကြိုးစားဒါမှမဟုတ်ရင်လည်းကိုယ့်ရဲ့ leadership skill တွေကိုဒီထက်ပိုပြီးကောင်းလာအောင်ကြိုးစားပေါ့နော်ဒီလိုဆိုရင်တော့ဒါကိုယ့်ရဲ့ကိုကသူတို့ပေါ်မှာ influence လုပ်နိုင်ပြီးတော့ကိုယ့်ရဲ့လမ်းညွှန်မှုကိုသူတို့လိုက်နာလိုက်မှာပေါ့နော်ဟုတ်ဒါပထမမေးခွန်းဖြေပါဟုတ်ဒုတိယမေးခွန်းကခုနကပြောသလိုပဲဒါ leader တွေပေါ့နော်ခေါင်းဆောင်တွေကလန်တိုက်နေတဲ့သူတွေရှိတယ်ပေါ့နော်မေးခွန်းတွေထုတ်တယ်ကလန်တိုက်နေတဲ့သူရှိပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုအဲ့ဒါကို workplace insubordination လို့ခေါ်တယ်အလုပ်ထမ်းမှာအမိန့်နာခံမှုရှိတာပေါ့နော်ဒီအပိုင်းကတော့ပြောရင်တော့အကျယ်ကြီးပေါ့နော်ဒါနည်းနည်းကျွန်တော်ပို့လဲပြောပြမယ်ဒီနေရာမှာဟုတ်လားဒီမှာ definition လေးကိုကြည့်မယ်ဆိုရင်ဟုတ်လား insubordination in the workplace ပေါ့နော်ဒီလုပ်ငန်းဝင်ထဲမှာအမိန့်နာခံမှုမရှိဘူးဆိုတာဘယ်ချိန်မှာဖြစ်တယ်လဲဆိုရင်တဲ့သူတို့ရဲ့ခေါင်းဆောင်တွေကိုပေါ့နော်ကျွန်တော်တို့personal ရဘယ်လိုပြောမလဲဒီဟာ refuse လုပ်တယ်ဆိုတာညှင်းပယ်တယ်ဟုတ်လားသူတို့ရဲ့လုပ်ငန်းဆောင်ရွက်တာဝန်တွေကိုလှုပ်ဆောင်မှုရညှင်းပယ်တယ်ဒီလိုမျိုးဆိုရင်ကျွန်တော်တို့အမိန့်နာခံမှုမရှိဘူးလို့သတ်မှတ်လို့ရတယ်အဲ့လိုမိန့်နာခံမှုမရှိဘူးဆိုတာကိုယ့်ရဲ့လုပ်ပိုင်ခွင့်တွေကိုသူတို့ဒါ undermine ဖြစ်တယ်ဆိုတော့ကျွန်တော်တို့ဒါစိန်ခေါ်တဲ့သဘောတွေဖြစ်တယ်ပေါ့နော်ကိုအထင်သေးတယ်အဲ့လိုမျိုးဖြစ်တယ်နောက်ပြီး operation မှာလည်းကျွန်တော်လုပ်ငန်းလည်ပတ်မှုမှာလည်းနှောက်ယှက်ဖြစ်စေတယ်နောက်လို့ရှိရင်ဒီတယောက်ကနားမခံလို့ရှိရင်ကျန်တဲ့သူတွေကပါဒါတက်ကူးပြီးတော့တကယ်ကို toxic ဒါအစိတ်ရှိတဲ့ဒါပတ်ဝန်းကျင်ဖြစ်စေရပေါ့နော်ဒါအဲကြောင့်ဒီဟာကိုကျွန်တော်တို့ကမြန်မြန်တွတ်တွတ်ဖြည့်ရှင်းဖို့တဲ့ပေါ့နော်ဟုတ်လားအဲ့တော့ workplace insubordination ဆိုတာဒီပုံလေးထဲမှာကျွန်တော်တို့ကြည့်လိုက်မယ်ဆိုရင်လည်းမြင်နိုင်တယ်ကျွန်တော် slide လေးလုပ်ပြမယ်ဟုတ်လား unwilling to act on a workplace superior command လူကြီးကညွှန်ကြားတာကိုသူတို့ကလိုက်ပြီးမလုပ်ချင်ဘူးပေါ့နော်ဒါလည်း workplace insubordination လို့ခေါ်တယ်နောက်တစ်ခုက confronting and questioning with disrespectful intent ဒီပေါ့လူကြီးကညွှန်ကြားတာပြောဆိုတာဟိုဒါဒီမှာသူတို့ပါလဲထိတ်တိုက်တွေ့တယ်ပေါ့နော် confront လုပ်တယ်ဆိုတော့နောက်လို့ရှိရင်မိကုန်းတွေထုတ်တယ်ပေါ့နော်ဒါပေမဲ့လေဒီမိကုန်းတွေထုတ်တာဒီနေရာမှာစကားလုံးလေးရှိတယ် disrespectful ဆိုတာတကယ်ကိုမယဉ်ကျေးတဲ့ပုံစံနဲ့ပေါ့နော်လေးစားမှုရှိတဲ့ပုံစံနဲ့လုပ်တာမျိုးနော် insubordination လို့ခေါ်တယ်နော်ဟုတ်ပြီ using disrespectful language ဆိုတာစကားလုံးတွေကြမ်းတာပေါ့ဗျာသူတို့ပြောတာဆိုတာတွေ action ဆိုတဲ့အပြုအမူတွေကြမ်းတာပေါ့နော်ဒီ supervisor တွေပေါ်မှာနော်ဒါမှမဟုတ်လဲ manager တွေပေါ်မှာဒီလိုမျိုးဆိုရင်ကျွန်တော်တို့က workplace insubordination လို့ခေါ်ပါတယ်အမိန့်နာခံမှုမရှိဘူးနော်ဒီဟာလဲနောက် slide လေးတစ်ခုမှာဘယ်လိုအကြောင်းအရာဘယ်လိုပုံစံမျိုးကတော့ workplace insubordination ဖြစ်တယ်ဘယ်လိုဟာမျိုးကတော့ workplace insubordination မဖြစ်ဘူးဆိုတာလေးလည်းကျွန်တော်ပြောပြပါဟုတ်လားနော်ဟုတ်ပြီဒီဟာလေးကကျွန်တော်ပဲသာအုပ်ထဲကဖတ်ထားလဲဆိုရင်တော့ဒီဟာလေးကဒီပေါ့နော် Indeed employer Indeed ဆိုတဲ့ magazine လေးပေါ့နော်အဲ့ magazine လေး2024ကထုတ်ထားတဲ့ magazine ဒီဟာလေးတွေကဖတ်ထားတာလေးကိုကျွန်တော်ပြန်ပြီး sharing လုပ်တာဖြစ်ပါတယ်နော်ဟုတ်ပြီအဲ့တော့ what qualified as insubordination ပေါ့နော်အမိန့်နာမခံမှုဆိုတာဘယ်လိုဟာမျိုးဒီမှာကျွန်တော်တို့ဆိုလို့မလဲပေါ့နော်ဒီမှာဆိုရင်သူက3မျိုးရှိပါတယ်အချက်3ချက်ရှိပါတယ်ဘယ်လိုလဲဆိုတော့ a clear direct order ဒါကိုက supervisor တယောက်ဆိုရင် manager တယောက်ဆိုရင်ကိုကရှင်းရှင်းလင်းလင်းပြောတယ်ဟုတ်လားဒီညွှန်ကြားမှုတစ်ခုကိုရှင်းရှင်းလင်းလင်းပေးတယ်နော်အဲ့ဒီညွှန်ကြားမှုကလည်း lawful ဖြစ်တယ်နော်တရားဝင်ဖြစ်တဲ့ဟာမျိုးကိုနော်reasonable ဖြစ်တဲ့ဟာမျိုးတကယ်အကျိုးအကြောင်းဖြစ်တဲ့လေဒီ instruction ပေါ့နော်ကျွန်တော်တို့ညွှန်ကြားချက်ပေးတယ်ဒါကိုပြီးတော့မှလက်မခံတာမျိုးဆိုရင်ကျွန်တော်တို့ကဒါအမိန့်နာခံမှုရှိဘူးလို့သတ်မှတ်လို့ရတယ်နောက်တစ်ခုက employees awareness ဝန်ထမ်းတွေရောကျွန်တော်တို့ပြီးတဲ့ဒီညွှန်ကြားမှုကိုနားလေသဘောပေါက်ရလားပေါ့နော်အဲ့လိုသဘောပေါက်ရင်းနဲ့ဒါ ignore လုပ်တယ်ဆိုတော့လှိလိရှုတယ်ဒါမှမဟုတ်လည်းညှင်းပယ်တယ်အမျိုးဆိုရင်တော့ဒါအမိန့်နာခံမှုမရှိဘူးလို့သတ်မှတ်လို့ရတယ်နောက်တစ်ခုကတော့ willful refusal သူတို့ကလုံးဝဒီညှင်းပယ်မှုနာမခံမှုကလုံးဝ intentional ရည်ရွယ်ချက်ရှိနဲ့လုပ်တာမျိုးဆိုရင်တော့ကျွန်တော်တို့ဒါကိုလည်းကျွန်တော်တို့ကအမိန့်နာမှုရှိလို့ပြောလို့ရတယ်နော်ကျွန်တော်နားမလည်လို့လက်မခံတာမျိုးမလုပ်နိုင်လို့သူတို့မှလုပ်ဖို့စွမ်းရည်မရှိလို့မျိုးမဟုတ်ဘဲနဲ့တက်ကိုညှင်းပယ်ပြီးမလုပ်တာအဲ့လိုမျိုးနားမခံအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ကဒီအချက်3ချက်နဲ့ပြည့်စုံတယ်ဆိုရင်တော့ဒါကိုကျွန်တော်တို့အမိန့်နာခံမှုမရှိဘူးလို့ပြောလို့ရတယ်နော်အဲ့တော့ဒီမှာဆိုလက်ထပ်ပြီးရှင်းပြထားတယ်
unwilling to act ဟုတ်လားဒီဝင်ဘယ်လိုပြောရမလဲဆိုဒီသူ့အထက်အရာရှိကညွှန်ကြားတာကိုလုံးဝမလုပ်ချင်တာမလုပ်တာပေါ့နော်ကိုရီးယားမျောလင့်ထားပြီးသားသူလုပ်ရမယ်ဆိုတဲ့တာဝန်ဒါသူတာဝန်လို့ဆိုပြီးတော့တာဝန်ပေးရင်သူကမလုပ်တာမျိုးပေါ့နော် unwilling to act နောက်ပြီးလို့ရှိရင် use disrespectful language ဟုတ်လားမသိလျော်တဲ့စကားလုံးတွေသုံးတာနော်ဘာသာစကားသုံးတယ်တော့မသိလျော်တဲ့စကားလုံးတွေပေါ့နော်ယာယီနာပါညာမျိုးပေါ့နော်နောက်တစ်ခုကတော့ဒီမေးခွန်းထုတ်တာပေါ့နော်ခုနကပြောသလိုပဲမေးခွန်းထုတ်တဲ့ခါမှာ disrespectful intent တက်ကိုဒီ supervisor ဖြစ်ဖြစ် manager ဖြစ်ဖြစ်ကိုဟိုဟာဖြစ်အောင်ဒါမလေးစားတဲ့ပုံစံနဲ့မေးခွန်းထုတ်တာမသိလို့နားမလည်လို့မဟုတ်ဘဲနဲ့ပေါ့နော်သူသိကျင်တာလို့မေးတာမဟုတ်ဘဲနဲ့အကျိုးအကြောင်းပြောချင်တာမျိုးမဟုတ်ဘဲနဲ့မေးခွန်းထုတ်တာမဟုတ်ဘဲနဲ့တက်အနှောင့်အယှက်ဖြစ်အောင်မေးခွန်းထုတ်တာမျိုးပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ကဒီအမိန့်နာခံမှုမရှိဘူးလို့ပြောလို့ရပါတယ်ဟုတ်ပြီဘယ်လိုအကြောင်းအရာတွေကရောကျွန်တော်တို့ဒီအမိန့်နာခံမှုမရှိတဲ့မှာမပါတယ်လေပေါ့ဒီမှာပြောထားတာဆို gray area ပေါ့ gray area ဆိုတာကျွန်တော်တို့အဖြူလည်းမဟုတ်ဘူးအနက်လည်းမဟုတ်အမဲလည်းမဟုတ်ပေါ့နော်ပြောမယ်ဆိုရင်တော့ဒါအညူရောင်ဆန်တဲ့နေရာပေါ့နော်ပြောမယ်ဆိုရင်တော့အမှားနဲ့အမှန်နဲ့တိတ်မကွဲတဲ့နေရာပေါ့နော်အဲ့တော့ gray area လို့ခေါ်တယ်ဟုတ်လားဒီမှာဆိုကျွန်တော်တို့ကြည့်မယ်ဆိုရင်တချို့ကိုရီးယားပေးလိုက်တဲ့ပေါ့နော်ညွှန်ကြားမှုတွေကဒါ order ဆိုတာအမိန့်ပေါ့နော်ညွှန်ကြားမှုတွေကတကယ်တရားမဝင်ဘူးဆိုရင်တော့ဒါဒါကိုအမိန့်နာခံမှုမရှိဘူးလို့ပြောလို့မရဘူးပေါ့နော်ဟုတ်လားဘာလို့ကိုယ့်ရဲ့ညွှန်ကြားမှုကဟိုမှာဖြစ်တာပေါ့နော်တရားမဝင်တာဒါလုပ်ငန်းနဲ့မဆိုင်တဲ့ဟာမျိုးပေါ့နော်ဒါမို့ဆိုရင်တော့ဒါအမိန့်နာခံမှုမရှိဘူးလို့ပြောလို့မရဘူးဟုတ်လားနောက်တစ်ခုကတော့ disagree respectfully သူတို့မှာဒီကိုကညွှန်ကြားရတဲ့နဲ့ပတ်သက်ပြီးတော့သူတို့မှာဟိုပေါ့နော်ရင်ကြီးကျွန်တော်တို့ပြန်ပြောတယ်ဒီလိုမျိုးကတော့လုပ်ဖို့အဆင်မပြေဘူးဒီလိုမျိုးကတော့အန်နီရရှိတယ်ဒီလိုမျိုးကတော့ကျွန်တော်တို့မလုပ်တတ်ဘူးဒီလိုမျိုးသဘောမတူမှုကိုရင်ကြီးပြန်ပြောတယ်ကျွန်တော်ဆွေးနွေးတယ်ပေါ့နော်ဒီလိုမျိုးဆိုရင်လည်းကျွန်တော်တို့အမိန့်နာခံမှုမရှိဘူးလို့သတ်မှတ်လို့ခက်တယ်နောက်တစ်ခုကတော့ performance issue ခုနကပြောသလိုပဲတချို့ဝန်ထမ်းတွေကဒါ training တွေနည်းတယ်မဆောင်ရွက်တတ်တဲ့ဟာတွေရှိတယ်သူတို့အနေနဲ့မလုပ်နိုင်တဲ့ဟာတွေရှိတယ်ဒီလိုမျိုးဆိုရင်တော့လည်းကျွန်တော်တို့ဒီနေရာမှာအမိန့်နာခံမှုမရှိဘူးလို့ပြောရမယ်ဒီလိုမျိုးဆိုရင်တော့ကျွန်တော်တို့ကကားမောင်းတဲ့သူတို့ကြောက်ကိုကျွန်တော်တို့ကဒီကားမောင်းခိုင်းလို့မရတယ်လို့ဒီမှာဆိုလဲ break ကပြတ်နေတဲ့ဟာတခုကိုဟုတ်လားနော် break ကအဆင်မပြေဘူး break ကအနေရှိတဲ့အချိန်မျိုးဆိုရင်သူကမမောင်းနိုင်ဘူးဆိုပြီး safety concern အရပြောတာမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါကိုအမိန့်နာခံမှုမရှိဘူးလို့ပြောလို့မရဘူးပေါ့နော်ဒါတော့ဒါမိန့်နာခံမှုမရှိရတာပေါ့နော်ဟုတ်ပြီအဲ့တော့အဲ့လိုမျိုးချိန်နဲ့ကြုံတွေ့ခဲ့ရင်တော့ကျွန်တော်တို့ဘာလုပ်ကြမလဲဆိုဟုတ်ပထမဆုံးတစ်ချက်ကဒီမှာပြောထားသလိုပါပဲ be kind and professional ကျွန်တော်တို့ကိုစိတ်တည်တည်ငြိမ်ငြိမ်ပဲထားမယ်ပေါ့နော်ဟုတ်လားနော်စိတ်တည်တည်ငြိမ်ငြိမ်ပဲထားမယ်ကို professional ပြီးတတ်ပဲထားမယ်ဒီပြန်ပြောတဲ့သူပြန်ဟိုဖြစ်တဲ့သူနဲ့ကျွန်တော်တို့တုံ့ပြန်ပြီးတော့ပြောနေစရာမလိုဘူးเนาะဟုတ်လားကျွန်တော်အမြဲတမ်းကျွန်တော် supervisor တို့မှာသလိုပဲလူနဲ့ဒီပြဿနာနဲ့ခွဲခြားရမယ်ပေါ့เนาะဟုတ်လားဟုတ်ဒီမှာဆိုရင်ကျွန်တော်တို့တည်ငြိမ်ထားမယ် negative ဖြစ်စရာလည်းမလိုစိတ်ပြက်စရာလည်းမလိုဘူးပေါ့เนาะမြင်ရမယ်เนาะဟုတ်လား try to respect neutrally ပေါ့เนาะဒါပြန်ဖြေလို့ရတဲ့ဟာလို့ပြန်ဖြေမယ်ပေါ့เนาะဟုတ်လားเนาะဒီလိုမျိုးလေးပေါ့เนาะသူမိကုန်းတွေကိုဖြေနိုင်လောက်ဖြေပြီးမှာပေါ့เนาะသူကသူဘာဖြစ်နေနေเนาะဟုတ်လားနောက်ပြီး state that the behavior is unacceptable တကယ်လို့ all နေတာပြုမှုတွေအရန်ရိုင်းနေတာမျိုးဆိုရင်တော့သူတခါလေးပြောလိုက်ဒီပြုမှုတွေကလက်ခံလို့မရဘူးဟုတ်လားကျွန်တော်ဆိုလည်းအဲ့လိုမျိုးလူတွေတွေ့လို့ရှိရင်ဟုတ်ပြီညီလေးညီမလေးဒါအပြင်မှာတက်နေဟုတ်လားပြီးကြရင်ဆွေးနွေးပေးမယ်ဟုတ်လားဒီဟာအောင်နော် one by one ဖြစ်ဆွေးနွေးပေးမယ်ဒါမှမဟုတ်လည်းတခြားသူတွေနဲ့ပါမှုဆွေးနွေးပေးမယ်နော်ဟုတ်လားဒီဟိုအရန်ကြီးပြုမှုတွေအရန်ဆိုးတယ်ဆိုရင်တော့ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့တခါပြောကြတယ်ပေါ့နော်ဟုတ်လားဒီမှာဆိုလည်းအဲ့သဘောပဲနော်ဟုတ်လားfind out the cause of the issue တော့ဘာဖြစ်လို့ဒီလိုမျိုးဖြစ်နေရလဲဆိုတော့ကျွန်တော်တို့ရှာဖွေရမှာပေါ့နော်သူဘာကြောင့်မေးခွန်းတွေလိုမေးနေရလဲဘာဖြစ်လို့ဒီလိုအပြုတ်မှုတွေဖြစ်နေရလဲပေါ့နော်ဒါကိုကျွန်တော်တို့ဖြေရှင်းလို့ရမှာသူဖြေရှင်းမယ်ပေါ့နော်ဒီမျိုးလေးကျွန်တော်တို့လုပ်မှာပေါ့နော်တကယ်တော့ cause of the issue ကိုလည်းရှာရမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုတော့ take further action if needed ဆိုတာတချို့ကြတော့တတ်ကိုလုပ်နေရပါတော့တတ်ကိုညာမခံတာမျိုးဖြစ်နေပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကသူ့ကို verbal warning ဆိုတဲ့ကျွန်တော်တို့ဒါနှုတ်အားဖြင့် warning ပေးတာပေါ့နော်ဟုတ်လားဒါမှမဟုတ် written warning ဆိုတဲ့ကျွန်တော်တို့ warning letter ထိုးခိုင်းတာတို့ပေါ့ဒါမျိုးတွေလုပ်ဒီမှာဆိုယာရုချတာဒါတွေဘာတွေလောက်တာပေါ့နော်ဒီဘက်တော့ကျွန်တော်တို့သိမရှိပါဘူးညာသောဖြင့် verbal နဲ့ written တွေပဲပေးကြတာရှိရပေါ့နော်ဟုတ်လားအဲ့ဟာဒီမှာသူ့ကိုစောင့်ကြည့်မယ်သူ့ရဲ့ဘာဟောင်းမတက်လာမလားကျွန်တော်ကြည့်မယ်ပေါ့နော်ဒီလိုမျိုးပဲသတ်တိုက်ဖြစ်နေသလားပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်တို့နားလည်မှုလွယ်နေသလားပေါ့နော်ခုနကကျွန်တော် issue ရှာလိုက်တော်တော်များများကပြည်လေတာများပါတယ်ဟုတ်လား
document the incident ဆိုတာတကယ်လို့သူပြုမှုတွေအရန်ရိုင်းနေပါညာဆိုခုနကပြောတဲ့အတိုင်းပဲကျွန်တော်တို့ water run တွေပေးပြီးတော့ဒီအပိုင်းကိုကျွန်တော်တို့ဒါကောက်ကောက်မှုမှာစာရွက်စာတမ်းနဲ့ထိန်းထားတဲ့ပေါ့နော်ဟုတ်လားဒါမှလည်းတစ်ခုခုဆိုရင်ကျွန်တော်တို့ HR ပိုင်းအားရကျွန်တော်တို့ကဖြည့်ရှင်းလို့ရမှာကျွန်တော်ဆိုလည်းဒီကလေးတယောက်ကဒီလိုမျိုးဖြစ်တယ်ဆိုရင်လည်းဒါမှန်မိုပေးတဲ့တာပေးဝန်ကြီးပေးတဲ့တာပေးပြီးလို့ရှိရင်ဒီစာရွက်စာတမ်းနဲ့ထိန်းထားတယ်ပေါ့နော်ဒါသူ့အနေနဲ့ကျွန်တော်တို့ company ရဲ့ချမှတ်ထားတဲ့ policy တွေစီမီစည်းကမ်းတွေနဲ့ချိုးဖောက်တယ်ဆိုတာအမို့ပေါ့နော်သူကိုယ်တိုင်လည်းသိတယ်ကျန်တဲ့သူလည်းသိတယ်ဟိုစာရွက်စာတမ်းတွေကျွန်တော်ထားတတ်တယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ဒီမှာကျွန်တော်နောက်တစ်ခုလောက်တာမျိုးပေါ့နော် approach နှစ်ခုရှိတယ်ဒီလိုမျိုးအမိန့်နာမခံတာဖြစ်တာဆိုရင် approach နှစ်ခုကတော့ရှင်းပါတယ်ပထမတစ်ခုကတော့ have an individual discussion ခုနကကျွန်တော်ပြောသလိုပဲအဲ့ဒီတရားကိုဒါ meeting လုပ်နေတဲ့အချိန်မှာထအော်တာတို့ဒါဆွေးနွေးနေတဲ့အချိန်မှာထအော်တာတို့ဟိုဖြစ်တာတော့ဆိုသူ့ကိုတက်တက်လေးဟုတ်ပြီတက်တက်လေးဆွေးနွေးပေးမယ်ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးသူမရှင်းလင်းတာဆွေးနွေးချင်တာရှိရင်တက်တက်လေးဆွေးနွေးပေးမှဆိုသူ့ကိုဖယ်ထုတ်လိုက်မယ်ပြီးကြရင်ကျွန်တော်ရုံငန်းဖြစ်စေတခြားအလုပ်မျိုးပေါ့နော်ခေါ်ပြီးတော့ individual တယောက်ချင်းစီဆွေးနွေးတော့ပေါ့နော်ဒီလိုမျိုးလေးလုပ်ပြီးဒါမှမဟုတ်လေသူကတခြားတယောက်နဲ့အဲ့လိုပုံမှန်လင်းလင်းအများနဲ့ဆွေးနွေးခြင်းနဲ့ဆိုလဲ open discussion ပေါ့နော်ဒီလိုမျိုးလေးနဲ့ကျွန်တော်တို့ဆွေးနွေးပေးလိုက်မယ်ဆိုလို့ရှိရင်တော့ဒါသူ့အနေနဲ့လည်းတကယ်လို့သူ့စိတ်ထဲမှာရှိနေတယ်မရှင်းလင်းတာဆိုလဲရှင်းလင်းသွားမယ်ပေါ့နော်ဒီ issue လေးကပြေပြောက်သွားနိုင်တယ်ပေါ့နော်အဲဒါကြောင့်မို့ဟိုဖြစ်တဲ့အဖြစ်ပြက်ပေါ့နော်သူဘာကြောင့်ဖြစ်တယ်ဆိုတာပေါ့အဲ့တော့အရေးကြီးဆုံးပေါ့နော်ဟုတ်လားဟုတ်တက်တက်ကြီးဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့ခုနကပြော